bandwidth ကန့်သက်တာလေးပေါ့နော်ဒီနေ့ကျွန်တော်သင်မဲ့သင်ခန်းစာက internet line speed ကိုဘယ်လိုကန့်သက်မလဲပေါ့နော်ဒီ Q လေးကိုသုံးပြီးတော့ကျွန်တော်ဒီသတ်မှတ်မယ်ပေါ့နော် bandwidth ဒီပါကြီးသတ်မှတ်လို့ရတယ်ပေါ့နော်မနေ့ကကျွန်တော်သင်ခဲ့တာကတော့ internet line 2 line ပေါင်းတယ်ပေါ့နော် internet line 2 line ပေါင်းပြီးတော့ကျွန်တော်တို့တစ် line ထွက်တဲ့နီးကိုသင်ပေးခဲ့တယ်ပေါ့နော်ဒီ LAN 3ပို့ကိုတစ်ပေါင်းနဲ့ပေါင်းထားတယ်ပေါ့နော် bridge နဲ့ကျွန်တော်တို့ဒီတစ်ပေါင်းနဲ့ပေါင်းထားတယ်ဒီပို့3ခုကကျွန်တော်တို့ဒီ local ရဲ့အောက်မှာရှိမယ်ပေါ့နော် local ဆိုတဲ့နာမည်လေးတစ်ခုရဲ့အောက်မှာရှိမယ်local ရဲ့ IP ကလည်းကျွန်တော်တို့ဒီ10 network သုံးထားတယ်ပေါ့နော်မနေ့ကကျွန်တော်တို့ IP တွေကနေပြီးတော့DHCP server မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ10 network သုံးထားတယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီ local တွေက IP address ကိုပြောတာပေါ့နော်ဒါ local IP address ပေါ့နော်ဒီ3ပေါက်ကနေကျွန်တော်တို့ဒီlocal IP address 10.10.10.10.10.1 ပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီအုပ်စုတိုင်းထွက်မှာပေါ့နော်ကဲဟုတ်ပြီဆိုကျွန်တော်တို့ဒီ Q လေးကိုတစ်ချက်သွားအောင်ပေါ့နော် Q ကိုတစ်ချက်နှိပ်ကြည့်မယ်ပေါ့နော်Q မနှိပ်ခင်မှာကျွန်တော်တို့ internet က speed ကဘယ်လောက်ရှိလဲဆိုတာကိုတစ်ချက်ကြည့်မယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ internet speed လေးစမ်းကြည့်မယ်ပေါ့နော်ထုံးစံအတိုင်းပဲ Wi-Fi စစ်မယ်ဆိုလို့ရှိရင် Wi-Fi man ဆိုတဲ့ဟာလေးပေါ့နော်.com ဆိုတဲ့ဟာလေးရိုက်ထည့်မယ် Wi-Fi man.com ဆိုပြီးရိုက်ထည့်ပြီးတော့ enter ခောက်ဒါဆိုရင်လက်ရှိကျွန်တော်တို့ line ကဘာမှမသတ်မှတ်ထားဘူးပေါ့နော်လက်ရှိ internet speed ကတော့22 Mbps လောက်တက်နေတယ်ပေါ့နော် download speed က22ပေါ့နော်ဒီနောက်မှာ m လေးပါတယ်ပေါ့နော် megabit per second ဆိုတဲ့အကြောင်းလို့ကျွန်တော်တို့ဒီ m ကိုတော့မမိနဲ့ပေါ့နော်အဲ့ဘယ်လောက်မှတ်ရှိလဲဆိုတော့ဒီမှာတခါလေးပြပေးတယ်ပေါ့နော် upload speed ရယ် download speed ရယ်ပေါ့နော်ဒီအချိန်ကြီးကကျွန်တော်တို့ဒီဘာမှမကန့်သက်ထားဘူးပေါ့နော်ကန့်သက်ထားတာမရှိဘူးကျွန်တော်တို့လက်ရှိရဲ့ internet speed ကိုကြည့်လိုက်လို့ရှိရင်သူက22 Mbps လောက်ရှိမယ်ပေါ့နော်23 megabyte လောက်ရှိမယ်ပေါ့နော် upload speed download speed ကဒီမှာပြထားတဲ့အတိုင်းပဲပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့ကကန့်ကျင်တယ်ဆိုလို့ရှိရင် network တစ်ခုလုံးကန့်မယ်ဆိုလို့ရှိရင် Q ကိုသုံးရတယ်ပေါ့နော်ဒီကောင်လေးပေါ့နော် Q ကိုသုံးမှသာလင်ကျွန်တော်တို့ဒီnetwork မှာရှိတဲ့ bandwidth တွေကိုကန့်ပေးလို့ရမယ်ပေါ့နော်ဥပမာဆိုကြပါစို့ကျွန်တော်တို့ကဒီကိုမှာရှိတဲ့ internet line speed က23 megabit per second လောက်ရှိတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့က5 Mbps လောက်ပဲပေးသုံးစေချင်တယ်ဆိုလို့ရှိရင်5 Mbps ဆိုပြီးကန့်လို့ရတယ်နော်အဲ့တော့ symbol Q ကိုသွားမယ်ပေါ့ symbol Q ကအပေါင်းလေးကိုနှိပ်လိုက်မယ်ပေါ့နော်အပေါင်းတစ်ချက်နှိပ်မယ်အဲ့တော့ name မှာတော့ကျွန်တော်တို့ကန့်သက်မယ် bandwidth ကိုရေးပေးမယ်ပေါ့နော်ဥပမာကျွန်တော်တို့က5 Mbps လောက်ကန့်မယ်ပေါ့နော် name မှာကျွန်တော်တို့5 Mbps လို့ရေးလိုက်နော်name မှာ5 Mbps လို့ရေးပြီးသားဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီ target မှာပေါ့နော် target မှာကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ local ဆိုတဲ့ဟာကိုရေးမယ်ပေါ့နော်ခုနကကျွန်တော် break မှာပဲတွဲခဲ့တယ်ပေါ့နော် break မှာတွဲခဲ့တဲ့ပေါ့3ခုကိုကျွန်တော် local လို့နာမည်ပေးခဲ့တယ်ပေါ့နော်local ကိုကျွန်တော်တို့ရွေးပေးမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားမှာ target upload ဆိုတာရှိတယ် target download ဆိုတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ဒီအတူတူပေးပေးမယ်ပေါ့နော် 5M ဆိုပြီးတော့ပေးပေးမယ်ဒီမှာလဲ 5M ပေါ့နော်အဲ့တော့ဒါ internet အခုလက်ရှိရနေတဲ့ internet တစ်ခုလုံးကိုကျွန်တော်တို့က bandwidth control လုပ်တာပေါ့နော် all network ပေါ့နော်ပြောမယ်ဆိုလို့ရှိရင် all network အနေနဲ့ကျွန်တော်တို့က bandwidth ကို control လုပ်လိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ name နေရာမှာ all bandwidth ပေါ့နော်အဲ့လိုရေးလိုက်ရတယ်ပေါ့နော်အဲ့လိုမှတ်ထားလိုက်ရတယ်ပေါ့နော်အဲ့တော့ local မှာရှိတဲ့ all network ကိုကျွန်တော်တို့ဒီ5 map ပဲပေးမယ်ပေါ့နော် okay နှိပ်မယ်ဒါလေးပဲပေါ့နော် okay နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီမှာအရေးလေးသုံးရင်လည်းကျွန်တော်တို့ဒီအစိမ်းလေးပေါ်တယ်ပေါ့နော်အစိမ်းလေးပေါ်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ network ကို local network ကိုစပြီးတော့သုံးလို့ရပြီပေါ့နော်ပြန်စစ်ကြည့်မယ်ပေါ့နော် bandwidth ပြန်စစ်ကြည့်မယ် wifi man.com ပဲခဏပြန်ခောက်speed tag ကိုပြန်စစ်ကြည့်ပါနော် speed tag ပြန်စစ်ကြည့်လိုက်လို့ကျွန်တော်တို့ဒီ bandwidth control ကဘယ်လောက်တက်လဲဆိုတာတစ်ချက်ကြည့်မယ်ပေါ့နော်အဲ့တော့အပြည့်တော့တက်မှာမဟုတ်ဘူးကြားထဲမှာနည်းနည်းသုံးထားတာလေးပါလေးရှိမယ်ပေါ့နော်သုံးနေတဲ့လူရှိတယ်ဆိုလို့ရှိရင်4.8 4.9 လောက်တော့ပြမယ်ပေါ့နော်ဟုတ်ပြီကျွန်တော် download speed ကလည်း 5 Mbps ထက်မကျော်ဘူး upload ကလည်း5 Mbps ထက်မကျော်ဘူးပေါ့နော်ကန့်သက်ပြီးသားပေါ့နော်
ဒီမှာdownload က 4.9 ပေါ့နော်မြားလေးအောက်ဆိုင်ထားတယ် upload ကကျတော့ 4.7 ဆိုပြီးတော့ဒီမှာပြတာပြီးတယ်နော်ဒါကကျွန်တော်ဒီ speed ကို limit လုပ်တာပေါ့နော်တကယ်လို့ကျွန်တော်ကထပ်ပြီးတိုးပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီကောင်လေးကိုနှစ်ချက်နှိပ်ပြီးတော့5ညမှာကျွန်တော်10 meg လောက်ထားမယ်ပေါ့နော် network တစ်ခုလုံးကရှိတာ20 meg ရှိတာဆိုတော့10 meg လောက်ပြီးသုံးမယ်ဆို10 meg ပြောင်းပြီးတော့ apply နေမယ် okay နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ speed တက်ကိုပြန်စစ်ကြည့်မှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ10 meg တက်လာမယ်ပေါ့နော်ခုန5 meg ပဲရှိတာအခု10 meg ဖြစ်သွားပြီနော်ဒါ network တစ်ခုလုံးမှာရှိတဲ့ internet speed ကိုကန့်သတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ Q ကိုသုံးရတယ်ပေါ့နော်သူက all network ပေါ့နော် all network ဆိုတော့အောက်ကကျွန်တော်တို့ဒီ network တစ်ခုလုံး IP အုပ်စုတစ်ခုလုံးကိုကျွန်တော်တို့ဒီ bandwidth control လုပ်လိုက်တယ်ပေါ့နော်ရမယ်နော်အမှကျွန်တော်တို့ဒီတစ်ခုပြစီချင်တာဒီကောင်းလေးပေါ့နော်ဒါလေးရှင်းကြည့်ကြည့်ပေါ့နော်ဒီလိုဆွဲလိုက်တဲ့အခါမှာကျွန်တော်တို့ဒါအပြည့်ဆွဲတယ်ပေါ့နော် speed တက်ကတော့ညာတော့အဖြစ်က download upload ကိုအပြည့်ဆွဲတာများတယ်ပေါ့နော်ပြည့်ဆွဲလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီหนีသွားပြီပေါ့နော်หนีသွားရင်အပြည့်ဖြစ်သွားပြီပေါ့နော်ဒီလိုလဲကြည့်လို့ရတယ်ပေါ့နော် upload လဲအဲ့တိုင်းပဲကျွန်တော်တို့ဒီမှာหนีနေလိမ့်မယ်ပေါ့နော်ဒါဝါသွားတယ်ဆိုတော့ပြန်ရော့သွားတယ်ပေါ့နော် download ဆွဲတာပြန်ရော့သွားတယ်ပြန်หนีတယ်အဲ့လိုမျိုးဒီအကြောင်းလေးကြည့်ပြီးတော့ခွဲလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ network ထဲမှာ line ပြည့်နေတယ်ဆွဲတဲ့လူကများနေတယ်ဆိုလို့ရှိရင်หนีနေလိမ့်မယ်ပေါ့နော်အတင်းတင်းဆွဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဝါပဲပြမယ်ပေါ့နော်အစိမ့်လေးပြပြီဆိုလို့ရှိရင်ဒါသုံးတဲ့လူမရှိဘူးလို့မှတ်လို့ရတယ် bandwidth အသင့်ပဲပေါ့နော်အဝါသွားပြီပေါ့နော်အဝါကနေကျွန်တော်ဒီအနီရောင်လေးပြောင်းသွားလိမ့်မယ်နော်အနီရောင်ပြောင်းသွားပြီရမယ်နော်ဒါ10 meg ကိုသတ်မှတ်လိုက်တယ်ပေါ့နော်အကယ်လို့များကျွန်တော်တို့ကဒီ network တစ်ခုလုံးမသတ်မှတ်ဘဲနဲ့ကိုသုံးနေတဲ့ IP ပဲသတ်မှတ်ချင်တယ်ဆိုလို့ရှိရင်IP ကိုရိုက်ထည့်ပြရမယ်ပေါ့နော် IP နဲ့ကျွန်တော်တို့ဒီ bandwidth ကို control လှမ်းလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ network တစ်ခုလုံးကိုတော့ကျွန်တော်တို့10 meg သတ်မှတ်ထားတယ်ဒါပေမဲ့ကိုမသုံးစေချင်တဲ့လူပေါ့နော်ဥပမာကျွန်တော်တို့ကြီးလာတဲ့ဧည့်သည်ဖြစ်ပေါ့နော်ဧည့်သည်ဆိုလို့ရှိရင်ကျွန်တော်တို့က10 meg အပြည့်မပေးချင်ဘူး5 meg လောက်ပဲပေးချင်တယ်ဆိုလို့ရှိရင်5 meg ကိုသူ့တီးတန့်အနေနဲ့ IP ကို control လုပ်ထားလို့ရတယ်။ဟုတ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီသူ့ရဲ့ IP address ကတော့သိရမယ်ပေါ့နော်။သူ့ရဲ့ IP address ကကျွန်တော်တို့ဒီ scpa.cpa မှာသွားကြည့်ပေါ့နော်။ဖုန်းဆိုလဲဖုန်းမှာကျွန်တော်တို့ဒီ IP address ရှိတယ်ပေါ့နော်။ IP address သိရမယ်ပေါ့နော်။သုံးတဲ့လူရဲ့ IP ကိုသိရမယ်။ step app မှာကျွန်တော်တို့ဒီ date သွားကြည့်မယ်ပေါ့နော်။လက်ရှိသုံးနေတဲ့ IP က 10.10.10.254 ပေါ့နော်ဒီ IP လေးပေါ့နော်ဒီဆက်ရဲ့ IP ပေါ့နော်အဲ့တော့ IP ကိုကျွန်တော်တို့ကဒီ queue ထဲမှာသွားထည့်ပေးရမယ်ဒါဆိုသူ့ကိုတယောက်တည်းကန့်သက်လို့ရတယ်အဲ့သဘောမျိုးပေါ့နော်လက်ရှိသုံးနေတာဥပမာ 10.10.10.254 ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့ဒီ queue ထဲမှာသွားထည့်မယ်plus လေးနေမယ်အဲ့တော့ user 1ပေါ့နော် user 1အနေနဲ့သတ်မှတ်လိုက်မယ်target ကတော့ကျွန်တော်တို့ဒီ local ပဲရွေးမယ်ပေါ့နော် local ရွေးလိုက်မယ်ခုနကကျွန်တော်တို့ဒီ local ရွေးပြီးသွားပြီဆိုလို့ရှိရင်limit ကကျတော့5 meg ပေါ့ m လေးတွေမကြံခဲ့စေနဲ့ပေါ့နော် m ကြံခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ bit နဲ့တွက်တာဖြစ်တဲ့ကြောင့်မလို့1 meg တောင်တက်မှာမဟုတ်ဘူးเนาะ1 meg အထိတောင်ရောက်မှာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ကနောက်မှာ m လေးထည့်ပြရမယ်เนาะ m မကြံခဲ့စေနဲ့ပေါ့နော်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘယ်သွားမလဲဆိုတော့ advance ဆိုတဲ့တက်ကိုသွားမယ်ပေါ့နော် advance ကိုနှိပ်မယ် advance နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေး parent နေရာမှာကျွန်တော်တို့ဒီ all bandwidth ကိုရွေးပြရမယ်
နော်ဒီ all bandwidth ထဲကနေပြီးတော့ကျွန်တော်တို့ကနှုတ်ယူပြီးသုံးမှာဖြစ်တဲ့ကြောင့်မလို့ပေါ့နော် all bandwidth ဆိုတဲ့ဟာလေးကိုတစ်ချက်ရွေးပေးရမယ်နော် event တက်ထဲက parent ဆိုတဲ့နေရာမှာ all bandwidth ကိုတစ်ချက်နှိပ်မယ် okay ဒါဆို user 1ရရတယ်နော် user 1က file map ပဲသူအသုံးလို့ရမှာပေါ့ဟုတ်နော်ဒီ IP နဲ့ကျွန်တော်တို့ကဒီမှာသူ့ IP က254ဖြစ်တဲ့ကြောင့်ပေါ့ sorry IP ထည့်အောင်ပါနော် IP ထည့်ရမယ်ဆိုတော့ဒီ general ထဲမှာကျွန်တော်တို့ target ကို local မထားတော့ IP address နဲ့သတ်မှတ်မယ်ပေါ့နော်254ပေါ့နော်ဒီ second IP address ကိုရိုက်ထည့်ပေးလိုက်ရတာပေါ့နော်တစ်လုံးချင်းစီသတ်မှတ်မှာပေါ့နော်254ပေါ့နော်ခုနကျွန်တော် network တစ်ခုလုံးသတ်မှတ်တဲ့နေရာမှာ local ဆိုပြီးပြခဲ့တယ်ပေါ့နော်အခုကကျွန်တော်တို့ဒီ IP တစ်ခုပဲဒီ second IP ကိုပဲကန့်သတ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ IP ကိုတစ်ခုပဲရိုက်ရုံပဲပေါ့နော်ရိုက်ပြီးသွားလို့ရှိရင်တော့ apply okay ဆိုပြီးနေလိုက်ဒါဆိုရင်ဒီမှာလဲ local မှာ IP ဆိုပြီးပေါ်လာမယ်နော် target မှာ IP တစ်ခုပဲတက်ရောက်တော့မယ်ကျန်တဲ့ open web ကတော့ network တစ်ခုလုံးကတော့ damage ရနေမယ်ဒါပေမဲ့ကိုသတ်မှတ်ထားတဲ့ user ကကြတော့ကျွန်တော်တို့ဒီ file map ပဲရမယ်ဟုတ်နော်ဟုတ်မဟုတ်ဆိုတော့ကျွန်တော်စမ်းကြည့်မှာပေါ့နော် speed test မှာ wifi-man.com နဲ့ပြန်စစ်ကြည့်မယ်ဟုတ်တယ်ကျွန်တော်တို့ဒီ file map တက်မကြုံเนาะဘာဖြစ်လို့လဲဆိုတော့သူကဒီမှာ 10.10.10.254 ကို bandwidth ကန်လာတာဖြစ်လို့user 1ကို bandwidth ကန်လိုက်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ဒီ IP နဲ့လည်းအဲ့လိုမျိုးကျွန်တော်တို့ bandwidth ကို control လုပ်လို့ရတယ်ပေါ့နော်အဲ့တဘောပေါ့နော်အဲ့တော့ bandwidth control ကဒါပဲပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီတယောက်ချင်းစီကိုထပ်ကန်ကျင်တယ် user name နဲ့ password လေးပေးပြီးတော့တယောက်ချင်းစီကိုကန်ကျင်တယ်ဆိုလို့ရှိရင်ကန်လို့ရတဲ့နီးလည်းရှိတယ်ပေါ့နော်အဲ့ကောင်ကြတော့ကျွန်တော်တို့ဒီP3 လုံးကိုသုံးရမယ်ပေါ့နော်P3 လုံးနဲ့သွားပြီးတော့အကောက်ဖွင့်ပြီးသုံးရမယ်ပေါ့နော် PPOE server ထောင်းရမယ်ပေါ့နော်ဒီ P3 လုံးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ PPOE server ဆိုတဲ့ဟာလေးရှိတယ်အဲ့ကောင်လေးထောင်ပြီးသုံးရတယ်ဒါမျိုးဆို